မြန်မာ MMA fighter ပုံညာဆိုင်တယောက် UFC ကိုရောက်ရှိသွားပြီလားမင်္ဂလာပါခင်ဗျာ Bamis MMA channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာပရိသတ်တွေကြားမှာလက်တလောရေပန်းစားနေတဲ့ပုံညာဆိုင်တယောက် Joshua Man ထိုးသက်နေတဲ့ UFC ကိုရောက်ရှိသွားပြီလားဆိုတဲ့သတင်းတွေထွက်ရှိလို့နေပါတယ်ဟုတ်ကဲ့ပါရရှိသမျှသတင်းချက်လက်လေးတွေစုဆောင်းပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးကိုဖန်တီးလိုက်ရခြင်းဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာပုံညာဆိုင်တယောက်က Joshua Man နဲ့တွေ့ပြီးတော့ Coming Soon ဆိုတဲ့ post ကိုသူ့ရဲ့ social media မှာတင်ခဲ့တာနဲ့ပတ်သက်ပြီးတော့မြန်မာပရိသတ်တွေကြားမှာပုံညာဆိုင်တယောက် UFC မှာထိုးတော့မှာလားဆိုပြီးဒိုလောနဲ့အားလုံးစိတ်လှုပ်ရှားနေကြတာဖြစ်ပါတယ်လက်ရှိပုံညာဆိုင်ကကျွန်တော် Joshua Man နေထိုင်နေတဲ့အမေရိကန်ပြည်ထောင်စု Texas ပြည်နယ်ကနာမည်ကြီးကျင်းတစ်ခုမှာလေ့ကျင့်နေတာဖြစ်ပါတယ် Joshua Man နဲ့လည်းတူတူတွဲဖက်လေ့ကျင့်နေတာမျိုးတွေကျွန်တော်တို့ social media မှာမြင်ရပါတယ်ပုံညာဆိုင်ရဲ့ Coming Soon ဆိုတဲ့ post ကအဓိကရည်ရွယ်တဲ့အချက်ကတော့ကျွန်တော်အမြင်ပြောရရင်တော့UFC ကိုရောက်ရှိနိုင်မဲ့နီလန်းနှစ်ခုကိုရည်ရွယ်ပြီးတော့မကြခင်မှာသူဒီနီလန်းနေတဲ့တစ်ခုနဲ့သူ UFC ကိုအရောက်သွားရမယ်လို့ဆိုလို့လည်းမြင်လို့ရပါတယ်ဗောနော် UFC ကိုရောက်ရှိဖို့ဆိုရင်ဥက္ကရာကြီးဒေနာဝိုင်းရှိမှထိုးသက်ရမယ်ဒေနာဝိုင်းကွန်နိုင်နာစီးဒီမှာထိုးတက်ပြီးတော့ UFC ရဲ့စာချုပ်ကိုရယူမလားဒါမှမဟုတ်ရင်ကျွန်တော်အာရှသားတွေအတွက်အဓိကလုပ်ပေးတဲ့ Road to UFC ဆိုတဲ့ပွဲမှာထိုးတက်ပြီးတော့ UFC စာချုပ်ကိုယူမလားဒီနှစ်ခုတွေကတစ်ခုခုသူလှုပ်တော့မယ်ဆိုတော့အကြောင်းကို Coming Soon ဆိုပြီးတော့တင်တာမျိုးလားဗောနော်ပုံညာဆိုင်ကအရင်တော့ပြောဘူးတာလည်းရှိပါတယ်2026နောက်စောပိုင်းနေမှာသူဒီ UFC မှာထိုးတက်မှာဖြစ်တယ်ဆိုတော့အကြောင်းတွေကိုလည်းသူပြောဘူးတာလည်းရှိပါတယ်လက်ရှိအချိန်တွေမှာတော့ UFC ဘက်ကလည်းတရားဝင် announcement မထုတ်သေးသလိုပုံညာဆိုင်ကလည်း UFC နဲ့စာချုပ်ချုပ်လိုက်ပြီဆိုတော့အကြောင်းတွေကိုတရားဝင်မဖော်ပြသေးပါဘူးဗောနော် UFC မှာအစည်းအဝေးတစ်ခုရှိတာဒီကစားသမားတယောက်နဲ့စာချုပ်ချုပ်တော့မယ်ဆိုရင်ဒီဟာတွေကိုလိုဝက်ပြီးလုပ်လို့ရှိပါတယ်ပွဲနီးရပိုင်းအလိုလောက်ဒါမှမဟုတ်တစ်ပတ်အလိုလောက်မှာပဲတရားဝင်ထုတ်ပြန်တာမျိုးတွေရှိပါတယ်ဗောနော်ပုံညာဆိုင်တယောက်က UFC မှာထိုးမယ်ဆိုရင်သူ့ရဲ့ရက်မောင်သူ့ရဲ့ weight အခြေအနေရဆိုရင် flyweight ဒါမှမဟုတ်ရင် bantamweight တန်းမှာထိုးတတ်ဖို့များပါတယ်ဒီ weight တန်းတွေကလည်းကျွန်တော်မြန်မာကစားသမားတွေအတွက်ဆိုရင်အခွင့်အလမ်းတွေပို့ပြီးတော့များပါတယ်ပုံညာဆိုင်ရဲ့ professional record ကိုကြည့်မယ်ဆိုရင်လည်းအလဲထိုးတွေများတယ်နိုင်ပွဲတွေများတယ်ဒါကြောင့် UFC ကလည်းမျက်စိကျနိုင်ပါတယ်ပထမတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကဒီ Joshua Man နဲ့ပတ်သက်ပြီးတော့မြန်မာပြည်ကဒီ UFC ကိုအရန်အားပေးလာတာတွေအကြောင်းပုံညာဆိုင်ကိုလည်းသူတို့အနေနဲ့စာချုပ်ချုပ်ပြီးတော့ဒီအာရှဈေးကွက်မြန်မာအပါဝင်အာရှဈေးကွက်ကိုထပ်ပြီးတော့ဒီတက်ပို့ပြီးတော့တိမ့်ပိုက်လာနိုင်တယ်လို့လည်းကျွန်တော်တို့မြင်နေပေါ့နော်တေချာတစ်ခုကတော့ပုံညာဆိုင်တယောက် UFC ကိုရောက်ဖို့အချိန်တစ်ခုအနည်းငယ်တာလိုတော့တယ်ဆိုတာကိုပဲပြောချင်ပါတယ်ပုံညာဆိုင်ကိုလည်းအားပေးပါ Joshua Man လက်ရှိကမ္ဘာချန်ပီယံ flyweight တန်းကမ္ဘာချန်ပီယံကျွန်တော်တို့မြန်မာ fighter ချင်းလူမျိုး Joshua Man ကိုလည်းဆက်လက်အားပေးပါကျွန်တော်ပရိသတ်တွေအတွက်ဝမ်းသာစရာတစ်ခုကတော့အရင်ကကျွန်တော်တို့ UFC မှာ Joshua Man တယောက်ကိုပဲကျွန်တော်တို့အားပေးခဲ့ရတယ်အခုဆိုရင်နောက်ထပ်အားပေးရမယ်ပုံညာဆိုင်လို့ fighter ကောင်းတယောက် UFC ကိုရောက်ရှိတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးစိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်နေတယ်ဆိုတာမျိုးကိုလည်းကျွန်တော်တို့သိရတယ်ပေါ့နော်ကောင်းပါတယ်ပုံညာဆိုင်က UFC ရောက်သွားမယ်ဆိုရင်အလင်းမြန်နဲ့တိုးတက်လာဖို့ရှိတယ်သူရဲ့ထိုးပုံ striking ပိုင်း ground ပိုင်းပြောကြမလို့လောက်ကောင်းတဲ့ကစားသမားဖြစ်ပါတယ်ပေါ့နော် okay အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ပုံညာဆိုင်တယောက် UFC ရောက်သွားပြီဆိုတဲ့သတင်းကိုကျွန်တော်မကြားခင်ကြားဖို့မျှော်လင့်ပါတယ်ပရိသတ်တွေအနေနဲ့ဘယ်လိုမျိုးထင်လဲဘယ်လိုမျိုးမြင်လဲပေါ့နော်ကျွန်တော်ရဲ့ comment အောက်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးအောင်ကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ် like and subscribe လေးတွေလုပ်သွားပေးကြပါဦး channel အသစ်လေးဖြစ်လို့နောက်ထပ်ဗီဒီယိုတွေဆက်လက်တွေ့ကြပါမယ်ခင်ဗျ